မင်္ဂလာပါ All About Healing Ourselves podcast ကနေကြိုဆိုပါရစေ။ဒီနေ့ဒီမှာကျမနဲ့အတူရှိနေပေးတဲ့အတွက်အရင်ကျေးဇူးတင်နေဒီ All About Healing Ourselves ရဲ့ပထမဆုံး episode ကိုဒီနေ့ကျမမွေးနေ့ဖြစ်တဲ့မေလ14ရက်နေ့မှာအမှတ်တရအတန်သွင်းမယ်ဆိုပြီးအများကြီးပြင်ဆင်ထားခဲ့တာပေါ့နော်။ဒါမဲ့အခုကျမလဲချောင်းနာနေမနေ့တည်းကဖြားနေတာကြောင့်မို့ပေါ့နော်ချောင်းလဲစိုးနေတယ်။ဆောင်းနေနဲ့ဘေးမှာရင်နွေးခွက်နဲ့ဒီ episode လေးကိုအတန်သွင်းနေတာဖြစ်တယ်။အဲ့တော့ကျမဘာလို့နားလည်လာလဲဆိုတော့အဆဆရရအကောင်းဆုံးပြင်ဆင်ပြီးတော့လုပ်မယ်လို့စီစဉ်ထားပေမဲ့လည်းဘွားဆိုတာစီစဉ်ထားတဲ့အတိုင်းတခါတလေမဖြစ်တတ်ဘူးဆိုတာလေးကိုပို့ပြီးတော့မြင်ရတာပေါ့နော်။အခုကျမလေချောင်းနာပြီးတော့ချောင်းဆိုးနေတဲ့ကြားကနေပြီးပြောနေရတာဆိုတဲ့အတွက်အတန်ကလည်းအကောင်းဆုံးအနေထားမှာတော့ဖြစ်နေမှာမဟုတ်ဘူး။ဒီစီစဉ်ထားတဲ့အတိုင်းပေါ့အတန်မသွင်းတော့ဘူးဒီနေ့တော့မစားတော့ဘူးလို့တောင်မှကျမတွေးမိသေးတယ်ပေါ့နော်ဒါပေမဲ့လည်းကျမစိတ်ထဲမှာအတွေးတစ်ခုထပ်ပြီးတော့ဝင်လာတယ်ဒီနေမကောင်းဖြစ်ပြီးတော့အားနည်းနေတဲ့ vulnerable ဖြစ်နေတဲ့အချိန်မှာအခု episode ကိုအတန်သွင်းလိုက်တယ်ဆိုရင်ဒါ all about healing ourselves podcast ကိုအစပြုဖို့နီလန်တစ်ခုဖြစ်လောက်တယ်ကောင်းတဲ့နီလန်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီ podcast မှာပြောမယ့်အကြောင်းအရာတွေကဘဝကိုဖြတ်သန်းလာတဲ့ချိန်မှာရခဲ့တဲ့ဒဏ်ရာတွေအခက်အခဲတွေကိုရုန်းကန်ရင်ဒီကြုံခဲ့ရတဲ့နှာကျင်စရာခံစားချက်တွေဒါတွေကိုဘယ်လိုကုစားမလဲဘယ်လိုအတွေ့အကြုံတွေလဲဆိုတဲ့ healing journey တွေအကြောင်းကိုပြောကြမှာ healing လုပ်တယ်ဆိုတဲ့နေရာမှာပြည့်စုံကောင်းမွန်နေရဲဆိုတဲ့အချိန်တစ်ခုကိုစောင့်နေဖို့မှမလိုတာအဲ့ဒီအတွေးလေးကကျမကောင်းတဲ့ကိုရောက်လာတာပေါ့နော်အကောင်းဆုံးချိန်ဖြည့်ရမယ်ကိုကုစားဖို့အတွက်အကောင်းဆုံးနေထားရှိရမယ်ဒီလိုမျိုးတွေကျမတို့စောင့်နေစရာမလိုဘူးဘဝရဲ့အလယ်မှာပဲဒီရှုပ်ထွေးနေတဲ့အရာတွေမတတ်မတာဖြစ်နေတဲ့ခါလီမျောလင်းချက်တောင်မရှိရဘူးလို့ထင်ရတဲ့နေရာတွေကနေတို့တွေစတင်နိုင်တာပဲဒါကြောင့်မလို့အခုလောလောဆယ်မှာ physically ကျမအကောင်းဆုံးအနေထားမှာမရှိနေဘူးဒါပေမဲ့ကျမတို့အတိတ်ပဲရှိရလို့ခံစားရတဲ့အတွက်ဒီ episode လေးကိုအတန်သွင်းခဲ့ပါတယ်ဒီ podcast ဘာကြောင့်ဖြစ်တာလဲဘာကြောင့်လုပ်ဖြစ်တာလဲဆိုတာလေးကိုအရင်ဆုံးနည်းနည်းပြောပြချင်တယ်ပေါ့နော် all about healing ourselves ဟာကျမအကြာကြီးမှတ်ခဲ့ရတဲ့အိမ်မက်တစ်ခုလည်းဖြစ်တယ်ကျမဖြတ်သန်းခဲ့တဲ့ခရီးတစ်ခုရဲ့ diary တွေအကြောင်းအရာတွေဆိုလဲဟုတ်တယ်အားလုံးလိုပဲဒီ podcast ကိုဒီ episode လေးကိုနားထောင်နေတဲ့မိတ်ဆွေတွေလိုပဲကျမလည်းဘဝမှာနာကျင်စရာတွေကိုဖြတ်သန်းခဲ့ရတယ်။မိသားစုတွေမှာစိတ်ဒဏ်ရာတွေနောက်စိတ်ကြဝေဒနာ depression ခံစားနေရတဲ့အချိန်တွေဆုံးရှုံးမှုတွေစကလုံးနဲ့တောင်ဖော်မပြနိုင်ခဲ့တဲ့စိတ်ပိုင်းဆိုင်ရာအနာတရားတွေအများကြီးရှိခဲ့တယ်။တစ်ချိန်တော့ဆိုလို့ရှိရင်ဒီအမောင်တူတွေကနေပြီးတော့ထွက်ပေါက်ဆိုတာတော့မရှိတော့ဘူးလို့ကျမခံစားခဲ့ရဘူးတဲ့။ဒါမဲ့ကံကောင်းနေပဲပြောရမလားမသိဘူး။ဘာကြောင့်လဲမသိပဲနဲ့အဖြေတစ်ခုကတော့ရှိမှာပဲဆိုရယ်မျှော်လင့်ချက်လေးကကျမစီမှာကြံနေတယ်။ဒါနဲ့ပဲကျမဆက်ပြီးတော့ရှာဖွေခဲ့တယ်ပေါ့။စာအုပ်တွေဖတ်တယ်။ counseling therapy ကုထုံးတွေကိုလေ့လာတယ်။ကျမစိတ်ကိုတိုးတက်စေမယ်။ဒီ personal growth ဖြစ်စေမယ်နည်းလမ်းလေးတွေကိုကျမအားထုတ်တယ်လေ့ကျင့်တယ်။ကိုပြန်ဆန်းစစ်တဲ့ကိုရဲ့အပြုအမူတွေအတွေးတွေခံစားချက်တွေကိုreflect ပြန်လုပ်တယ်ဆန်းစစ်တယ်ဆိုရက်အရာတွေနဲ့တဆင့်ချင်းစူးစမ်းလာတဲ့အခါမှာဒီကိုနဲ့ကိုကြားမှာကျမပြန်ပြီးတော့ဆက်သွယ်နိုင်လာတယ်အဲ့ချိန်မှာကျမသိလိုက်တာ healing ဖြစ်တယ်ဆိုတာအဆအရာလူသစ်တစ်ယောက်လို့ပြောင်းလဲသွားတာမဟုတ်ဘူး It's about coming home to who we truly are တကယ်အစစ်မှန်ဖြစ်တဲ့ကိုပြန်လဲရှာဖွေတွေးရှိဖို့သွားရတဲ့ခရီးတစ်ခုကိုဘယ်သူလဲဆိုတာကိုပြန်ပြီးတော့သတိရဖို့ဆိုတာကျမနားလည်လာတယ်ပေါ့နော်ဒီ healing journey ကိုသွားတဲ့အချိန်မှာတခါလေကြတော့လေဒီအမြင်သစ်တွေနဲ့တက်ကြွနဲ့အာဘာတရားပြည့်နေနေတာပေါ့တခါလေကြတော့လေအေးရလေးရထားဖို့ရေထားတောက်ဖို့နောက်နေ့စဉ်လုပ်နေကြအလုပ်လေးတွေမှာဇွဲမလျှော့ပဲနဲ့လက်မလျှော့ပဲနဲ့လုပ်ဖို့ဒါမျိုးရိုးလေးတွေလည်းဖြစ်နေတတ်တယ်ဒီ podcast မှာဆိုလို့ရှိရင် healing journey ကိုသွားနေကြတဲ့သူတွေရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေသူတို့ရဲ့ story တွေသူတို့ဖြတ်သန်းခဲ့တဲ့
ဘလူမျိုးသူတို့ရင်ဆိုင်ကြော်လွှားခဲ့တယ်ဆိုတဲ့အကြောင်းအရာတွေကိုလည်းကြားရမယ်စိတ်ပညာဆိုင်ရာ psychology counseling philosophy အစရှိတဲ့ healing နဲ့ဆိုင်တဲ့ဘဝတုဒ္ဒတွေ inner child work တွေ emotional healing trauma healing အစရှိသဖြင့်နောက် mindfulness exercise တွေနောက် grounding exercise တွေစတဲ့အရာတွေလည်းပါဝင်နိုင်ပါတယ်စိတ်ခံစားချက်တွေနဲ့ပတ်သက်ရင်တို့တွေခံစားရလိမ့်ရှိတဲ့ဒီဝမ်းနည်းမှုတွေရှိမယ်နောက်ခွေလွတ်တယ်ဆိုတဲ့အရာတွေကိုယ့်ရဲ့နေနမိတ်ကိုစီချသတ်မှတ်တယ်ဆိုတဲ့အရာကုတ္တမိုးတွေကိုဘယ်လိုပြန်ရှာဖွေလဲပြီးရင်ကျမတို့တခါတလေသိစိတ်နဲ့တောင်မှနားမလည်နိုင်တဲ့အကြောင်းအရာတွေပေါ့နော်ဒါတွေကိုအတူတူရှာဖွေကြပါမယ်တကယ်တော့ဒီ healing လုပ်ဖို့ဆိုလို့ရှိရင်အရန်ကြီးကိုအတွက်အစင်သင့်ကြီးဖြစ်နေစရာတော့လည်းမလိုဘူးကျမအခုအချိန်လက်ရှိမှာဖြစ်နေတယ်လို့ပေါ့အစင်မပြေသေးတဲ့အနေအထားလေးကပဲတို့တွေအတွက် healing journey ကိုစတင်ဖို့အတွက်ပထမဆုံး starting point တစ်ခုလည်းဖြစ်လာနိုင်တယ်ဒီ episode လေးကကျမအတွက်ပထမဆုံးခြေလှမ်းဖြစ်တယ်လို့ပဲဒီနားထောင်နေတဲ့မိတ်ဆွေအတွက်လည်း healing journey ကိုသွားဖို့ပထမဆုံးခြေလှမ်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်နားထောင်နေရင်လည်းကိုယ့်ရဲ့စိတ်ထဲမှာခံစားချက်တွေရှိလာနိုင်တာပေါ့နော်ဝမ်းနေတာတွေစိတ်ပင်ပန်းနေကိုယ်ဘဝရဲ့အတွေ့အကြုံတွေကိုပြန်သိသိရလာနိုင်နေပြီးရင်နေတိုင်းလေးလံနေတယ်ပင်ပန်းနေပေမဲ့လည်းရင်ဆိုင်ပြီးတော့အရန်ကောင်းကြိုးစားနေရတယ်ဆိုရယ်ကိုယ့်ရဲ့ခံစားချက်တွေကိုလည်းသတိထားမိလာနိုင်တယ်အဲ့ဒီလိုမျိုးဆိုလို့ရှိရင်ဒီအမိတ်ဆွေတယောက်တည်းမဟုတ်ဘူးဆိုတာလေးကိုသိစေချင်ပါတယ်ကျမတို့အားလုံးဖြည်းဖြည်းချင်းသင်ယူကြမယ်ကိုနားလည်အောင်ကြိုးစားကြမယ်အတူတူဟီးဖြစ်ကြမယ်နော်အဲ့လိုပြောလို့ကျမမှာအဖြေအားလုံးရှိနေလို့ရလည်းမဟုတ်ပါဘူးဒါပေမဲ့ကျမကိုယ်တိုင်ဒီဖြတ်တန်းခဲ့ဖို့တဲ့ဒီဖြတ်တန်းနေစေဖြစ်တဲ့အတွေ့အကြုံတွေဟာနေစိတ်သောကပင်ပန်းမှုတွေရှုပ်ထွေးမှုတွေဖိစီးမှုတွေအလဲမှာရှိနေရတဲ့ခက်ခဲရဆိုတဲ့ခံစားချက်ကိုကျမကောင်းကောင်းသိတယ်နောက်အေဂျင့်ချန်နဲ့တင်းငိမ့်ချန်နဲ့ဒီရှုပ်ထွေးနေတဲ့အရာတွေကိုရှင်းလင်းသွားစေချင်တယ်တရားတွေနဲ့ပိတ်လောက်ခံနေရတယ်လို့ခံစားနေရကနေလွတ်မြောက်ချင်တယ်ဆိုရဲတောင်းတရဆိုရဲဒီစိတ်ခံစားချက်တွေကိုလည်းကျမကောင်းကောင်းနားလေတယ်။ဒါကြောင့်ကျမတို့လိုမျိုး healing journey ကိုသွားနေကြတဲ့သူတွေအတူတူရှောင်လန်းကြဖို့အတူတူရှိနေဖို့အတွက် space လေးတစ်ခုအနေနဲ့ all about healing ourselves podcast ကိုကျမဖန်တီးချင်ခဲ့တာပါ။ဒီနေ့ဒီမှာရှိနေပြီးတဲ့အတွက်အားလုံးအရန်ကျေးဇူးတင်နေပြီးတော့ဒီ podcast ကိုအဆုံးထိနားထောင်ပေးတဲ့အတွက်လည်းအရင်ကျေးဇူးတင်နေပါတော့ All about healing ourselves ဒီ channel လေးဖြစ်တဲ့ Facebook page Telegram YouTube နောက် podcast တွေကနေ healing နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအများကြီးကိုကျွန်မစူးစမ်းပြီးတော့မျှဝေပေးသွားပါမယ် Until next time take care and keep healing bye bye